အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ James Momo ပါကျွန်တော်ရဲ့ GNG 2 channel ကနေကြိုဆိုပါရစေဒီကနေ့အနေငယ်ဆွေးနွေးချင်တာကတော့တရုတ်နိုင်ငံကကျွန်တော်မြန်မာနိုင်ငံပုံမှာဘယ်လောက်ထိလွှမ်းမိုးချုပ်ကိုင်နေတာလဲဆိုတာကိုအနေငယ်ဆွေးနွေးချင်ပါတယ်ကျွန်တော်အားလုံးသိကြတဲ့အတိုင်းပါပဲတရုတ်နိုင်ငံဆိုလို့ရှိရင်တော့ကမ္ဘာမှာဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်နေပါတယ်ဘာဖြစ်လို့တရုတ်ကအရင်တော့ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံကနေမှအခုလိုကမ္ဘာမှာဒုတိယအင်အားအကြီးဆုံးနိုင်ငံမှာရောက်ရှိလာတယ်ဆိုလို့ရှိရင်တော့အထူးသဖြင့်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံပုံမှာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာရှိတဲ့သဘောတရားဇာတာတွေအားလုံးကိုသူကြိုက်တယ်လို့ထုတ်ယူပြီးတော့မှသူတို့ပြင်ဒီစစ်အာဏာရှင်တွေနဲ့လက်တွဲပြီးတော့မှကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အတန်ကိုဂရုမစိုက်ဘဲနဲ့ကျွန်တော်တို့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုလည်းမထီမဲ့မြင်ပြိုးပြီးတော့မှကျွန်တော်တို့နိုင်ငံမှာရှိတဲ့သဘောတရားဇာတာတွေအားလုံးကိုသူကြိုက်တယ်လို့ by force နဲ့ထုတ်ယူတယ်လို့ပြောရင်မမှားဘူးအထူးသဖြင့်စစ်အာဏာရှင်တွေနဲ့သူတို့အတူလက်တွဲလုပ်ပြီးတော့မှဒီကျွန်တော်တို့နိုင်ငံမှာရှိတဲ့ natural resources တွေကိုဇိတ်ချူချူနဲ့ကုန်ကျန်းတွေကိုယူပြီးတော့မှဒီသူတို့နိုင်ငံမှာကုန်ချိုးနဲ့ပြန်ပြီးတော့ထုတ်လုပ်ပြီးတော့မှကဘာကိုတင်ပို့ရောက်ချနေတယ်ဘောနော်အထူးသဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့အဆွေတွေငွေတွေကျွန်းတစ်တွေနောက်ပြီးတော့ဒီ gas တွေဘောနော်အများကြီးပဲပြောမယ်ဆိုလို့ရှိရင်တော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ရှက်တတူဘောနော် rate up ဆိုလို့ရှိရင်လည်းဒါလည်းနောက်ပိုင်းမှာလည်းပဲတကယ်ကဘာမှာအရေးကြီးဆုံးလူတိုင်းလူနေတဲ့နိုင်ငံသားလူနေတဲ့နော်တကယ် technology ဒီနိပညာကဏ္ဍမှာတကယ်အရေးကြီးနေတယ်အခုခေတ်မှာဆိုလို့ရှိရင်တော့အရာရာ military မှာပဲဖြစ်ဖြစ်တကယ်စက်မှု technology မှာပဲဖြစ်ဖြစ်ဒီကဏ္ဍဆုံးမှာပဲတကယ်ကိုကဘာမှာအရေးကြီးလူတိုင်းလူနေတဲ့ rate up ပေါ့နော်ဒီအမေရှက်တတုကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံရနေမှာမတရားထုတ်ယူပြီးတော့မှကဘာကိုတင်သွင်းနေတာပြောမယ်ဆိုလို့ရှိရင်တော့ဒီမေရှက်တတုကဘာမှာအများဆုံးတင်ပို့နေတဲ့နိုင်ငံကတရုတ်နိုင်ငံဖြစ်နေတယ်အဲ့ဒီတရုတ်နိုင်ငံရဲ့85ရာခိုင်နှုန်းသောမေရှာတတုဒီမြန်မာနိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံရှိရနေမှာထုတ်ယူနေတာဖြစ်ပါတယ်ဒါပေမဲ့ကံကောင်းဆောင်တဲ့အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒေါ်လာရင်းတိုင်းရင်းသားညီကိုတွေဖြစ်တဲ့ကချင်တွေရဲ့ KIA ရဲ့ထိန်းချုပ်မှုအောက်မှာအခုရဲ့မေရှာတတုတူးဖော်နေတဲ့နေရာကရောက်ရှိနေပါတယ်အားဟာလည်းကျွန်တော်တို့တစ်ဖက်မှာပြောမယ်ဆိုလို့ရှိရင်တော့ဒါကကောင်းတဲ့ချက်ဖြစ်ပါတယ်ဒါကြောင့်မို့အခုဆိုလို့ရှိရင်တော့တရုတ်ကမေရှာတတုထုတ်ယူမှုကသူတို့မှနိုင်ငံတကာကိုတင်ပို့တဲ့ဟာလည်းနည်းနည်းအခက်အခဲရှိလာတယ်အားဟာလည်းပြောမယ်ဆိုလို့ရှိရင်တော့တရုတ်နိုင်ငံကကျွန်တော်တို့ရဲ့နိုင်ငံပေါ်မှာမတရားဖြစ်နေတာเนาะစီကောင်စင်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ရှေ့အနာစင်တွေနဲ့ပူပေါင်းပြီးမှမတရားပြည်သူတွေကိုမတရားဖိနှိပ်လာတာအခုဆိုလို့ရှိရင်တော့နှစ်ပေါင်းများစွာကြာလာတယ်အဲကြောင့်မို့ကျွန်တော်တို့နိုင်ငံမှာကျွန်တော်ပြည်သူတွေမြန်မာနိုင်ငံရဲ့ပြည်သူတွေကစစ်ကောင်စင်တစ်ခုတည်းမဟုတ်ဘူးဒီစစ်အနာစင်တွေတစ်ခုတည်းမဟုတ်ဘူးစစ်အာဏာရှင်တွေရဲ့နောက်ကွယ်မှာဂျိုးကင်နေတဲ့တရုတ်ရုရှားဆိုလို့ရှိရင်တော့တိတ်ပြီးတော့မဟုတ်ဘူးတရုတ်ကအဓိကကျွန်တော်တို့မြန်မာနိုင်ငံတွေကျွန်တော်တို့ပြည်သူတွေကိုဂရုမစိုက်ဘဲနဲ့စစ်အာဏာရှင်တွေနဲ့ပူပေါင်းပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုဖိနှိပ်ပြီးတော့မှမတရားချုပ်ချယ်နေတာပေါ့နော်အဓိကတရုတ်ကြောင့်ဖြစ်တယ်လို့ဆိုတာကျွန်တော်လူငယ်တွေကနားလည်စေချင်တယ်နော်စစ်ကောင်စီကပထမဖြစ်ပြီးတော့မှဒုတိယတရုတ်ပြောမယ်ဆိုလို့ရှိရင်တော့တရုတ်တာအခုချိန်မှာစစ်ကောင်စီရဲ့နောက်ွယ်မှာမရှိနေဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်သူနဲ့လည်းအောင်ပွဲခံနေတာကြာလောက်ပြီဆိုတော့ပြောချင်တာကဒီတရုတ်နိုင်ငံလို့ပြောတဲ့ခါမှာတရုတ်ပြည်သူတွေမဟုတ်ဘဲနဲ့ကွန်မြူနတီအစိုးရပေါ်ဆင်ချင်းပြီးတော့အစိုးရကိုကျွန်တော်တို့ပြောနေတာဖြစ်တယ်အားကြောင့်မို့ကျွန်တော်တို့လူငယ်တွေမှာလုံးဝမမေ့တဲ့အရာကျွန်တော်တို့တချင်ကြတော့အောင်ပွဲနဲ့ရလာမယ်တနေ့နေ့ကျရင်တော့အကြောင်းမျိုးကြောင့်ကဘာမှာအင်အားကြီးတဲ့လူကအမေရိကန်ကြည့်နေမယ်ဆိုတာမဟုတ်ဘူးเนาะအမျိုးပြောင်းလဲနိုင်တယ်เนาะတတိယကဘာရှိဖြစ်နိုင်တယ်အဲ့ချိန်မှာလဲတရုတ်ကလည်းအမျိုးအဖုံပြူကွဲပြီးတော့မှနိုင်ငံပေါင်းများစွာထွက်လာနိုင်တယ်အဲ့ဒီချိန်မှာလဲကျွန်တော်တို့မြန်မာနိုင်ငံလွယ်အင်အားရှိလာတာအားရှိလာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်တယ်အဲ့ချိန်မှာကျွန်တော်တို့မမေ့ဖို့လိုတယ်ကျွန်တော်လုံးဝလက်မခံနိုင်တဲ့တခုရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တချို့လူကြီးတွေတချို့နိုင်ငံရေးသမားတွေပြောရမယ်ဆိုလို့ရှိရင်တချို့လူငယ်တွေတောင်မှပြောနေတာကတော့ကျွန်တော်တို့မြန်မာနိုင်ငံကတရုတ်နဲ့အင်းနီချင်းနိုင်ငံဖြစ်ပေါ်တဲ့အနေနဲ့ထိစနေတာကျွန်တော်တို့ကဘလို့မှရှောင်လွှဲလို့မရဘူးသူတို့နဲ့ပွဲလုတ်ကိုလုပ်ရမယ်သူတို့နဲ့ဆက်ဆံရမယ်ဆိုတော့အတွေးခိုတွေရှိနေတာပြောမယ်ဆိုလို့ရှိရင်တော့တို့အနေနဲ့ဒါကမှတ်ကန်တဲ့အတွေ့ခိုလို့တွေးနိုင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်အထူးသဖြင့်လူငယ်တွေလုံးဝကျွန်တော်ကတော့လက်မခံစေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုတကယ်ဖိနှိပ်နေတဲ့တကယ်ချုပ်ချယ်နေတဲ့မတရားနိုင်ကျင့်နေတဲ့တချို့နိုင်ငံဘလို့ပဲဖြစ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ဘလောက်ပဲနေနမိတ်ချင်းထိစားနေပါစေဘလောက်ပဲတရုတ်ကွန်မြူနတီဆိုရကဘာအခုကျွန်တော်တို့ပုံမှန်လှုပ်တာတွေများလုံးနေပြီများတဲ့ခါကျတော့ကျွန်တော်တို့လူငယ်တွေကလုံးဝမမဲ့တင်ဘူးဘယ်အချိန်မှဖြစ်
ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လုံးဝသူတို့နဲ့မဆက်ဆံချင်ဘူးเนาะတနေ့ကျွန်တော်ဒီမိုကရေစီတွေရလာမယ်တနေ့အောင်ပွဲတွေခံလာတဲ့ချိန်မှာတရုတ်နဲ့လုံးဝမဆက်ဆံဘူးเนาะတခြားယူရိုပနိုင်ငံတို့ဒီအနောက်နိုင်ငံတို့เนาะတခြားအေရှနိုင်ငံတွေနဲ့ကျွန်တော်တို့စီပွားရေးလုပ်လို့ရတာပဲဒါဒီလောက်ထိကျွန်တော်တို့ကိုတွေ့ဆုပ်ပြီးတော့မှကျွန်တော်တို့ကိုမတရားပြုခြင်းတဲ့နိုင်ငံတနိုင်ငံကိုကျွန်တော်တို့ကကြောက်တာပဲဖြစ်เนาะသူတို့ပဲစီပွားရေးမလုပ်ရင်တော့ငါတို့ကမဖြစ်နိုင်မှုတရုတ်လုပ်တဲ့အရာကဇဲချူတယ်ကျွန်တော်တို့ပြည်သူတွေဘာအဲ့လိုမျိုးမတွေးရအောင်ဘာလို့ဆိုတော့တရုတ်နိုင်ငံကကျွန်တော်တို့နိုင်ငံမှာရှိတဲ့တဝတ်တရားဆန္ဒတွေเนาะ natural resources တွေကိုသူတို့ကဇဲချူနဲ့ဒါမှမဟုတ်မတရားထုတ်ယူပြီးတော့မှเนาะဟိုမှာကုန်ကျန်းတယ်လုပ်ပြီးတော့မှ the quality ကောင်းတဲ့ဟာတွေကိုတခြားနိုင်ငံတွေမှာတင်ပို့ပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံအတွက်လုံးဝအညစ်အကြေးတွေเนาะမကောင်းတဲ့ဟာတွေ quality မကောင်းတဲ့ကိုမြန်မာပြည်မှာပြန်ရောက်တယ်เนาะတကယ်စိတ်နာပိုကောင်းတယ်အဲကြောင့်မို့ကျွန်တော်အနေနဲ့ပြောချင်တာကတရုတ်နိုင်ငံကိုကျွန်တော်တို့ကအစိုးရတရုတ်အစိုးရကိုဘေတော့ဘေခါမှာလူငယ်တွေကကျွန်တော်တို့ကလက်မခံသိမ်းဘူးတနေ့ကျအောင်ပွဲခါလာမယ်အဲ့ဒီတနေ့နိုင်ငံကျွန်တော်တို့မြန်မာနိုင်ငံပြန်ထူထောင်လာတဲ့ချိန်မှာเนาะ Federal Democracy ထူထောင်လာတဲ့ချိန်မှာကျွန်တော်တို့ကတရုတ်နဲ့စီးပွားရေးမလုပ်ဘူးတရုတ်နဲ့မဆက်ဆံဘူးအနောက်နိုင်ငံတွေအမေရိကန်တွေယူရိုပင်းတွေเนาะတခြားအေရှနိုင်ငံတွေသူတို့တွေနဲ့မှကျွန်တော်တို့စီးပွားရေးလုပ်ပြီးတော့ကျွန်တော်နိုင်ငံကိုကောင်းအောင်လုပ်စေချင်တယ်အဲ့လိုမျိုးမကြောင်ပြောနေတယ်ဆိုလို့ရှိရင်တော့တရုတ်နိုင်ငံကကျွန်တော်တို့နိုင်ငံကိုတကယ်လူမဆက်ဆံဘူးเนาะကျွန်တော်တို့ပြည်သူတွေရဲ့ခန်းစားချက်ကိုလည်းလုံးဝမစင်စားဘဲနဲ့စိတ်အာဏာရှင်တွေရဲ့စိတ်ကြိုက်လုပ်ပြီးတော့မှပြည်သူတွေကိုဖြစ်နေနေတာဒီတရုတ်နိုင်ငံပဲဖြစ်တယ်ဒါကြောင့်မို့ဒီကမ္ဘာမှာပြောမယ်ဆိုလို့ရှိရင်တော့အခုတရုတ်ကကမ္ဘာမှာတကယ်ဒုတိယစီးပွားရေးအကြီးဆုံးနိုင်ငံဖြစ်လာတာဟာပြောရမယ်ဆိုလို့ရှိရင်တော့100ထဲမှာ50 60ရာခိုင်နှုန်းကကျွန်တော်တို့မြန်မာနိုင်ငံကြောင့်ဖြစ်တယ်လို့ပြောရင်တော့မမှားဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုလို့သူတို့နိုင်ငံမှာတခြားသဘောတရားစံတန်းတွေအများကြီးထွက်ပါတယ်နောက်ပြီးတော့သူတို့မှာမဲဖောက်ဝလူတွေအများကြီးရှိပါတယ်သူတို့နိုင်ငံမှာတခြားအရာတွေစီးပွားရေးတွေလှုပ်သူတို့နိုင်ငံကနေသူတို့နီးပညာနဲ့ဝင်တွေအများကြီးရှာတာအများကြီးရှိပါတယ်ဒါပေမဲ့သူတို့ခက်နိုင်ငံထူထောင်ပြီးတော့မှစီးပွားရေးစတင်လာတဲ့အချိန်မှာကုန်ကြမ်းတွေကကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာမတရားထုတ်ယူပြီးတော့မှမတရားပြုကျင့်ပြီးတော့မှကျွန်တော်တို့နိုင်ငံရနဲ့သူတို့နိုင်ငံကကြီးပွားအောင်လုပ်တယ်ဆိုရင်လုံးဝမမှားဘူးဒါကြောင့်မို့ကျွန်တော်ပြောချင်တာကတရုတ်နိုင်ငံကိုအထူးသဖြင့်တရုတ်အစိုးရကွန်မြူနစ်အစိုးရကိုကျွန်တော်တို့လူငယ်တွေဘယ်တော့ဘယ်အခါမှကျွန်တော်တို့လက်မခံသိမ်းဘူးနောက်ပြီးတော့သူတို့နဲ့စကားတနေ့နဲ့ကျွန်တော်တို့အောင်ပွဲခံတဲ့ချိန်မှာလဲသူတို့နဲ့စကားလည်းမပြောဘူးသူတို့နဲ့လည်းမဆက်ဆံဘူးသူတို့နဲ့စီးပွားရေးမလုပ်ဘူးဒါကိုကျွန်တော်တို့လူငယ်တွေအားလုံးသိစေချင်တယ်နားလည်စေချင်တယ်